ကျွန်တော်ဒီနေ့ mobile hacking lab ဒီ Sejuani Note ဆိုရဲchallenge တွေကိုတစ်ချက်ဖြည့်ကြည့်မယ်ပေါ့နော်ဒီကောင်ကတခြား challenge တွေနဲ့ရှင်တော့အရင်တော့မခက်ပါဘူးဒီ content provider နဲ့ပတ်သက်ပြီးတော့ပြောထားတာလေးပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ကဘာလို့မဆို download APK ပေါ့နော် APK ကို download လုပ်လိုက် download လုပ်ပြီးကျွန်တော်တို့စာပြီးတော့ analyze လုပ်ရပြီပေါ့နော်Direct GUI နဲ့လုပ်လို့ရတယ် GUI နဲ့ဒီလိုလုပ်လိုက် data ဆိုလို့ရှိရင်ကျွန်တော်တို့ဒီသူကပွင့်လာပြီပေါ့နော်ကျွန်တော်ဖွင့်ပြီးသားဆိုတော့ဒီကိုပဲတွားလိုက်မယ်တော့ application လည်းကျွန်တော်တွင်းပြီးသွားပြီပေါ့နော်ဒီမှာ pin ရိုက်လိုက်မယ် pin က pin တစ်ခုရိုက်ကြည့်မယ်ပေါ့နော် pin က number 4လုံးပဲပါတယ်ပေါ့နော်အဲ့တော့ incorrect pin အဲ့ကျွန်တော်ဒီလိုအဲ့တော့ဒီမှာပထမအဆုံးပါလေဆိုတော့ကျွန်တော်ထုံးစံတိုင်းပေါ့နော်ဒီ mobile pen test ပဲဖြစ်ဖြစ် web pen test ပဲဖြစ်ဖြစ်ဒီ pin ၄လုံးဆိုရင်ဒါကျွန်တော် proof တိုက်လို့ရတယ်လို့တော့စပြီးတော့သိရတာပေါ့နော်အဲ့တော့တကယ်လို့ဒီနေရာမှာကျွန်တော် proof တိုက်ပြီးတော့proof တိုက်လို့ဒီ pin မှန်သွားရဆိုရင်ဒီ secret ကိုရမယ်ပေါ့နော်အဲ့လိုမျိုးတွေးလို့ရတယ်ဒီ rate limit တွေပါလည်းမရှိဘူးဆိုရင်ဒီပင်လေးလုံးတော့ကကျွန်တော် proof တိုက်လို့ရတယ်ပေါ့နော်အချိန်သိမဆောင်တနင်္လာလောက်ဆောင်နိုင်ဒီ proof ကရတယ်ပေါ့နော် okay လောလောဆယ်တော့ကျွန်တော်တို့ဒီဟာလေးကိုတစ်ချက်သွားကြည့်မယ်ပေါ့နော်အဲ့တော့ဒီ code လေးကိုတစ်ချက် analyze လုပ်အောင်နော်စစအုပ်ဆုံးကျွန်တော်ဒီapplication တစ်ခုဒီ reverse engineering စလုပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီ resource အောက်ကိုသွားပြီးတော့ဒီ Android manifest ကိုအရင်စကြည့်တယ်ပေါ့နော်အခုဒီ challenge ကကျွန်တော်ဒီ content provider နဲ့ပတ်သက်တာကျွန်တော် content provider ấyလိုက်ကြည့်မယ်ပေါ့နော်အလွယ်ပဲဒီမှာ provider ပဲရိုက်လိုက်မယ်လေ okay provider 6ခုတွေ့ဒီမှာ solution secret data provider authority ပေါ့နော် authority ဆိုရင်ဒါဒီ authority နဲ့ပေးထားလို့ရှိရင်ဒီကောင်ကကျွန်တော်တို့ရဲ့ program ဒီ content provider ရဲ့ URL ပေါ့နော် URL ဖြစ်နိုင်တယ်ဒီထဲမှာပေါ့နော်ကျွန်တော်note လေးမှတ်ထားတာလေးရှိရပေါ့နော်ဒီ content provider မှာဆိုရင်လို့ရှိရင်ဘာတွေပါနိုင်လဲဆိုတော့ SQL setup နဲ့ရေးလို့ရှိရင် URI ပါမယ် projection ဒီ selection selection argument နဲ့ sort order ဒီလိုပုံစံမျိုးသွားတာပေါ့နော်အဲ့မှာ URI ဆိုရင်လို့ content column select ပေါ့နော်ပြီးရင်ခုနကကျွန်တော်ဒီမှာတွေ့ခဲ့တဲ့ဒါလေးထည့်လို့ရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ဆိုရင်ဒါ URI ရပြီပေါ့နော်ပြီးတော့သူ့ထဲမှာဒီselection တော့ဘာပါလာကျွန်တော်ထပ်ပြီးတော့ကြည့်ရမယ်နော် selection ဆိုဒီ SQL ဟိုနဲ့ပြန်ရေးလို့ရှိရင် selection က where ရဲ့အနောက်မှာရေးတဲ့ပုံစံမျိုးဖြစ်တယ်နော်ဒါကျွန်တော်တက်တဲ့ course ကပါတဲ့ note လေးပေါ့နော် okay အဲ့ဆိုရင်ဒီမှာ provider တစ်ခုပေါ့နည်းနည်းဆက်သွားကြည့်လိုက်မယ်နော် provider ပါလဲဒါက initialize provider ပေါ့နော်ဒီကောင်မှာလဲ column 1 android Sejuani android etc ဆိုပြီးဒီ connect provider တစ်ခုလည်းပါတယ်ပေါ့နော်ဒါပဲပေါ့နော် connect provider နှစ်ခုပါတယ်ဒါပေမဲ့ကျွန်တော်တို့က secret note ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်နဲ့ဆိုင်တဲ့ connect provider တရားပေါ့နော်အဲ့တော့ဒီ secret note secret data provider နဲ့ပတ်သက်တဲ့ဟိုလေး activity လေးပါနည်းလိုက်ကြည့်မယ်ပေါ့နော်အဲ့တော့ဒီ con out ကနေပြီး mobile hacking lab ကိုကျွန်တော်စသွားလိုက်မယ်ပေါ့နော်သွားလိုက်တဲ့အခါမှာ activity ကဘာရှိလဲဆိုတော့ main activity စကြည့်လိုက်တော့နော် main activity မှာဒီကောင်ကတော့ comment ပေးတာအဲ့တော့ဒီမှာဒါဆိုလို့ရှိရင်ဒီမှာပေါ့နော်ခုန content provider URL ပေါ့နော်ဒီမှာတခါလေးပါသူဘယ်လိုပြောမလဲသူဒါကို comment ပိတ်ထားပြီးတော့စာထည့်မိတာလားမသိဘူးပေါ့နော်ဒါဆိုရင်ဒီမှာဒီမဲ့ကျွန်တော်တို့ URL ကိုရပြီပေါ့နော်ပြီးတော့ R2 ပေါ့ဒါ R0 ဖြစ်မဲ့ R2 ပေါ့နော်အဲ့တော့ဒီဟာလေးတဲ့တစ်ချက်သွားကြည့်လိုက်လို့ရှင် maybe ဒါ R0 ဆိုရင်ဒါ R1 ဒါ R2 ကျွန်တော်အဲ့လိုစဉ်းစားလို့ရနိုင်တယ်ပေါ့နော်ဒီဟာကိုကြည့်လိုက်ခြင်းဖြစ်နေအဲ့တော့R0 ကတော့ဒီကောင်ဒါ URL ဖြစ်မဲ့R1 R2 ဆိုရင်ကျွန်တော် selection ဖြစ်နိုင်တယ်ပေါ့နော်ဒါကတကယ်တော့ဘယ်လိုပြောမလဲသူမေ့ပြီးတော့ပါလာလဲဖြစ်နိုင်တယ်ဒီကောင်ကတကယ်ဆိုရင်ဒါ comment ပိတ်ထားပါလုံးဝမလုပ်ဘူးပေါ့နော် R2 အဲ့တော့ pin ဒါ selection ဆိုတာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ UI နဲ့ selection ဆိုတာမျိုးတော့စဉ်းစားလို့ရတယ် pin ဆိုတာဒီ selection နေရာမှာဖြစ်မယ်ပေါ့နော်maybe အဲ့လိုဖြစ်နိုင်တယ်ပေါ့နော် okay ဒါတော့ comment တခြားဟာလေးတွေလိုက်ကြည့်လာမယ် okay ဒီမှာတော့ဘာမှသိစိတ်ဝင်စားကြတော့မရှိဘူးဒီဟာလေးတစ်ခုတော့ကျွန်တော်ရတယ်ပေါ့နော်ဒါပါတော့ပြီးရင်ကျွန်တော်ဒီမှာကျွန်တော်ဆိုင်နေဟာဖြစ်လာတဲ့ဒီ Sejuani data provider ဒါလေးချက်ကြည့်မယ်ပေါ့နော်သူက on create စလာပြီဆိုဘာလုပ်လဲဆိုတော့ဒီထဲမှာနည်းနည်းဆက်သွားကြည့်အဆက်အောက်ကနေပြီးတော့ config.property ဆိုဖွင့်နေဆိုတော့ပါတယ်ပေါ့ဆိုဆက်ဒါလေးကိုအရင်သွားကြည့်လိုက် config.property ဖြစ်နိုင်လဲဆိုတော့လေဒီအဆက်အောက်က config.propertyတော့ဟိုလောက်ထားတာပေါ့နော်ကျွန်တော်ရမယ် flat တင်နေဒီ encrypted secret ကလေဒီ secret ကို तू ကဒီထဲမှာ
ဘောနော် hard coded အနေနဲ့ထားလိုက်ဒါပေမဲ့ encrypt လုပ်ထားတယ်ဘောနော် encrypt လုပ်ထားတယ်အဲ့တော့ဒီ encryption ကိုဖြည့်နိုင်ကျွန်တော်တို့ဒီ flag ကိုရမယ်ပေါ့နော်အဲ့တော့ encryption ဖြည့်ဖို့အတွက်ဆိုရင်သူ soft ပေးထားတယ် IV ပေးထားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ key တိမှရအောင်မယ်ပေါ့နော် key ကိုနည်းနည်းလိုက်ရှာဖို့လိုတယ်အဲ့တော့ခုနဟာလေးသွား key ကဒီနေရာမှာပါလေပေါ့အဲ့တော့ လောဆယ်ကျွန်တော် encryption နဲ့ပတ်သက်တာအရင်ကြည့်လိုက်မယ်ဒီမှာပေါ့နော် encryption secret ကို decrypt လုပ်ဖို့ရတော့ parameter ပါထည့်လဲဆို pin ထည့်အဲ့တော့ကျွန်တော်တို့ဒီကsecret key က pin ဖြစ်လိမ့်မယ်အဲ့တော့ကျွန်တော် pin မှန်တဲ့အခါမှာဒီ IV တွေပါတွေကိုသုံးပြီးတော့ခုနဒီ asset ထဲမှာပါတယ်secret file လေး secret ပေါ့နော်ဒီထဲမှာပါတယ်ဒီ encrypted secret လေးကိုသူကပြန်ပြီးတော့ decrypt ဖြည့်ပေးလိုက်မယ်ပေါ့နော်ဖြည့်ပေးပြီးတော့မှကျွန်တော် flag ရမယ်အဲ့ပုံစံမျိုးဖြစ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တစ်ချက်သွားကြည့်မယ် content provider ဆိုတော့ကြောင့်မလို့ကျွန်တော်က content provider နဲ့ဆိုင်တဲ့ method လေးကိုကျွန်တော်လည်းသွားကြည့်မယ်ပေါ့နော်ကစားပေါ့နော်ဒီဟာလေးပေါ့နော်ဒါ content provider ရဲ့ဟာပေါ့နော်ဒါကျွန်တော် Tether Gaussian node မှာမှတ်ထားတယ်ဆိုရင်လည်းဒီမှာပေါ့နော် content provider ဆိုလို့ရှိရင် public cursor query URL ပါမယ် projection ပါမယ် selection ပါမယ် selection argument sorter အဲ့လိုပုံစံမျိုးပါမယ်ပေါ့နော်okay အဲ့ဒီမှာပေါ့နော် URL ပါမယ် URL ကခုနကကျွန်တော်ရပြီးသွားပြီခုနအတိုင်းပဲပေါ့နော်ကျွန်တော်တွေးလိုက်တဲ့အတိုင်းပဲ selection ကပေးအဲ့တော့ကျွန်တော်ခွဲရဲ့အနောက်မှာ ping ဆိုတာမျိုးထပ်ထည့်မယ်ပေါ့နော်ဒါဆိုရင်ဒီနှစ်ခုရသွားပြီဒါတွေပြောထားတာပေါ့နော်အဲ့ဒါပြန်စစ်ထားတာပေါ့ဒီမှာတော့အသေးစိတ်မပြောပါဘူး ping ဆိုတဲ့နေရာကိုသူကပေါ့နားပဲလူလား ping ရှိလားဆိုပြီးစစ်တာပေါ့ကျွန်တော် ping နံပါတ်တစ်ခုခုထည့်ပေးလိုက်ကျန်တာဆက်သွားမယ်ဆိုတဲ့ပုံစံပေါ့အဲ့တော့ဒါကကျတော့ remove prefix ဆိုတော့ပုံမှန်ဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော်1နဲ့3လေးရိုက်လိုက်တယ်ဆိုတော့ ping equal to 1 2 3 4ဖြစ်မှာအဲ့တော့သူကရှေ့က ping equal to ဆိုတာဖြုတ်လိုက်ရင်ကျွန်တော်1 2 3 4ပဲကျန်တော့မယ်ဆိုတော့ဒါ string ကိုစစ်ထုတ်နေတာပေါ့နော်သူ key အနေနဲ့ထည့်ဖို့လေပြီးတော့ format ပေါ့နော် format ပြန်ပြောင်းနေ %04t maybe ဒါ ping က၄လုံးဆိုတော့သူအမကျွန်တော်ထည့်လိုက်တဲ့ကောင်ကိုသူက၄လုံးပြောင်းအမကျွန်တော်0ထည့်လိုက်တယ်ဆိုရင်သူက0လေးလုံးဆိုပြီးပြောင်းမယ်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်မယ်ထင်တယ် string ကို format လုပ်တာပဲပေါ့နော်ဒါတွေကပြီးသွားရင်တော့ပြီးရင်တော့ဒီထဲကိုထားပါတော့ဒါတွေကအများကြီးတော့ကြည့်နေတော့ဘောနော်အဲ့တော့ပုံမှန်ကျွန်တော် content provider နဲ့ပတ်သက်တဲ့ဒီ URL လည်းရပြီselection ဒီပေါ့နော်ပွဲနောက်မှာထည့်မယ့်ဟာလည်းရပြီသူ format ကိုလည်းကျွန်တော်သိပြီဆိုရင်content provider ဒီ exploit နည်းနည်းလေးစမ်းကြည့်တာပေါ့နော်အဲ့ဒီမှာဒီ note ထဲမှာဆိုရင်ကျွန်တော်တို့ကပါတယ်ပေါ့နော်ဒီမှာဆိုရင် attack ဘယ်လိုလုပ်လဲဆိုတော့ဒီ content query ဆိုပြီးတော့ URL ကျွန်တော်ဒီ URL ကိုထည့်တယ်ဒီမှာတော့ password ကျွန်တော်projection မပါဘူးပေါ့နော် selection ပဲပါတယ်ဆိုတော့ဒီလိုပုံစံမျိုးဖြစ်မှာပေါ့နော် query URL content ဝယ်ဒီလိုပုံစံမျိုးဖြစ်မှာပေါ့နော်selection ကဒီဝယ်နောက်မှာဆိုတော့ content delete တော့မဟုတ် content query ဆိုပြီးတော့ URL ထည့်ပေးမယ်ပြီး well ထည့်ပြီးတော့ကျွန်တော်ဒီ exploit ဒီဟာလေးနဲ့စမ်းကြည့်မယ်ပေါ့နော်အဲ့လိုမျိုးလေးသွားကြည့်မယ်ပေါ့အဲ့တော့ကျွန်တော်ဒီမှာစမ်းကြည့်မယ်ပေါ့နော် EDB share ပေါ့နော်ဒီမှာ EDB share ကျွန်တော် content ပေါ့နော် content page query ဆိုပြီးသွားလိုက်မယ် data URL data URL ဆိုပြီးတော့ကျွန်တော် student content ပေါ့နော် content provider ခေါ်ဒီကပေးရလဲဆိုတော့ဒီထဲမှာရှိတယ်ပေါ့နော်ဒီကျွန်တော်တို့ Android manifest မှာရှိတဲ့ဒီ authority ပေါ့နော်ဒီကောင်နဲ့ sign တဲ့ဒီ authority အောက်မှာရေးတဲ့ con.mobile hacking secure provider ဒါလေးထည့်လိုက်တာပဲပေါ့နော်အဲ့တော့ဒီကောင်ဆက်သွားလိုက်မယ် com.mobile hacking laptop secure node.secret device နော်ပြီးတဲ့နောက်မှာကျွန်တော် data square ပေါ့ web ping equal to 1ဒါရဲ့အခုနကုတ်ထဲမှာပါပါကျွန်တော်ခုန111နဲ့စမ်းကြည့်လိုက်တယ်နော်စမ်းလိုက်တဲ့ခါမှာ no result form ပေါ့နော် okay အဲ့ဆိုရင်1222နဲ့စမ်းကြည့်မယ် no result form ပေါ့နော်အဲ့လိုမျိုးတော့ထွက်လာတယ်အဲ့တော့ကျွန်တော်တို့ဒီ application ကိုတစ်ချက်သွားကြည့်ရအောင်ဒီ application မှာဘယ်လိုလုပ်လဲပေါ့နော်correct တကယ်လို့ဒါ correct ပင်ရရင်တော့ဒီမှာကျွန်တော်တို့ကမှန်တဲ့ပင်ရလို့ရှင်ထည့်လိုက်လို့ရှင်ဒီဟွာထွက်လာမယ်ပေါ့နော် result ကိုထွက်လာခုဒီ content provider မှာတော့ဘာ result မှမထွက်လာသေးအဲ့တော့ကျွန်တော်တို့ဟိုပါပေါ့နော် proof ကိုတိုက်ကြည့်လို့ရတယ်ပေါ့နော်ပင်နေရာမှာကျွန်တော်11122ကနေပြီးတော့
ဟို999ထိပေါ့နော်0000ကနေပြီး999ထိကျွန်တော် proof တိုက်လိုက်လို့ရှိရင်မှန်တဲ့ဟာမှာတော့ result ထပ်လာမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ Python code လေးဖြစ်ဖြစ်ဟို proof တိုက်ပြီးတော့ sign ကြည့်အောင်ပေါ့နော်တစ်ခါတော့ sign ရင်မရဘူးဆိုတော့မှတခြားဟာသွားတာပေါ့အဲ့လိုမျိုးကျွန်တော်တို့စာပြီး sign တယ်ပေါ့နော်ပြီးရင် proof တိုက်ပြီးတော့တကယ်လို့သာမှန်ရင် result တစ်ခုခုထွက်လာမလားပေါ့နော်အဲ့လိုမျိုးကျွန်တော် sign ကြည့်တာအဲ့တော့ Python code လေးနဲ့ဆက်ပြီးတော့စာရေးကြည့်မယ်ပေါ့နော်ဟိုကျွန်တော်ဒီဟို share ပဲခေါ်တာဆိုတော့ကျွန်တော်တော့ဒီ sub browser ကိုတော့သုံးတယ်ပေါ့နော် import sub browser ဆိုတာလေးသုံးတယ် sub browser ကကျွန်တော်တို့ဒီ share command တွေ run တဲ့အခါမှာသုံးလို့ရတယ်ပေါ့နော် secure ကတော့မဖြစ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီ script ဆိုတော့ express script မှာတော့သုံးလို့ရတယ်နော် okay ပထမဦးဆုံးကျွန်တော်တို့ကဘာလဲဆိုတော့ဟိုဘာထုံးစံလိုက် URL ပေါ့နော်ဒီကအတွက် URL ကိုအရင်သွားကြည့်လိုက်ဒီမှာဆိုရင် sorry URI ပေါ့နော် URI နဲ့ရေးလိုက်မယ်ပေါ့နော် URI equal to ဆိုပြီးတော့ကျွန်တော်တို့ဒီရနေပြီးတော့ခုနကဒီကျွန်တော်လေး copy ကူးလိုက် URI ကဒီကောင်ပေါ့နော် content ကနေပဲဒီ data ကိုကျွန်တော် copy ကူးလိုက် Python နဲ့ပဲ sign ရေးကြည့်မယ်ပေါ့နော်အဲ့ဒီမှာ URIပင်တော့ဖြုတ်လိုက်ပင်မှာကျွန်တော်တို့ပင်နေရာမှာဟိုပွာလေး loop ပတ်ပြီးတော့တစ်ခုပြီးတစ်ခုထည့်ပြီးတော့ attack လုပ်မယ်ပေါ့နော်ဒါဆို URL ရပြီနော် URL ရပြီဆိုရင်ကျွန်တော်ပင်အတွက်ကိုတော့ပေါ်ပေါ့နော်ပင် array နော်ပင်ကဒီ array နဲ့မှာကျွန်တော်ထားမယ်ဘယ်လောက်ဒီမှာတကယ်တော့ကျွန်တော် brute force စားတိုက်တော့0000ကနေပဲ99တိုက်တယ်ပေါ့ဒါကတော့ဟိုကြားတယ်အခုဒီမှာတော့အဖြေကိုတော့ကျွန်တော်သိပြီးသားပေါ့နော်အဲ့တော့သူက2500ကျော်လောက်မှရှိတယ်အဲ့တော့ကျွန်တော်2500လောက်ပဲသွားလိုက်မယ်လေနော်2500နေပြီးတော့ကျွန်တော်3000လောက်ပဲဟိုပါဘောနော်မှတ်မိအောင်ပဲတကယ်တော့ဒီမှာဆိုရင်ကျွန်တော်000ကနေပြီးတော့99သွားမှာပေါ့နော်အဲ့လိုသွားလိုက်မယ်ဒီမှာတော့အချိန်ကြာမှာဆိုလို့ဒီလိုပဲထည့်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ပင်ကဟိုပါပေါ့နော် number data ထွက်လာတာ number ဖြစ်မှာအဲ့တော့ကျွန်တော် string ပြောင်းအောင်မယ်ပေါ့နော် It's 11 o'clock. အဲ့တော့ string ping လို့ပြောင်းလိုက်မယ်ကျွန်တော်အခုအဲ့ပြောင်းမယ်ဆိုရင် scr နဲ့ထွက်လာတဲ့ဒီ ping ကိုပေါ့ type ကိုပြောင်းအောင်ပါပေါ့နော်ပြောင်းမယ်သူကဒီမှာပါလဲဆိုတော့သူ့ရဲ့ format ပေါ့နော်သူ့ format နဲ့ကြိုက်ပါအောင်ဒီမှာသူကတစ်ချက်တည်းကြဒီထဲမှာသူလောက်ထားတာကဒီမှာ040ပေါ့နော်အဲ့တော့အနည်းဆုံးကဏ္ဍလေးလုံးပင်ရလေးလုံးအထိပဲကြည့်မယ်ဆိုတော့လေအဲ့တော့ဒီမှာကျွန်တော်ဒီ set page ဆိုတာလေးတုံးပြရဒါကတော့ချက်ကြည့်ဗီဒီယိုမေးလိုက်တာပေါ့နော်လေးလုံးဥမာဒီမှာကျွန်တော်ကအခုပင်ရပေါ့နော်2539ဆိုရင်ဒါကတော့လေးလုံးဖြစ်တယ်ပေါ့နော်ဒါကြောင့်0လို့ရိုက်လိုက်တယ်ဆိုရင်သူကဒီလေးလုံးပြအောင်ဖြစ်ပြီကျွန်တော်ဒီပင်1ဆိုရင်သူကအရှိမဟို0သုံးလို့ထည့်ပေးမယ်ဆိုတော့လေးလုံးပြအောင်ပေါ့နော်ဆိုတော့ set page ဆိုတာကိုသုံးရိုက်အဲ့တော့ပဲကျွန်တော်သုံးနိုင်မယ်ပေါ့နော်လေးလုံးမပြီးရင် okay အဲ့တော့ကျွန်တော်တို့ command ကဘာဖြစ်သွားမလဲဆိုတော့ဘာပေါ့နော် command က URL ပေါ့နော် URL အဲ့တော့ကျွန်တော်ဒီကောင်လေးမရဘူးပေါ့နော်ဒီမှာဆိုရင် adb share ပါထည့်ပါရမယ် sorry ဒီကနေကုန်ကူအောင်ပါပဲဒီ URL ကဒါထည့်မှာရ sorry ဒါ URL ကဒါမထည့်တော့တခါဒီမှာပဲပါလို့လိုက်မယ်command နဲ့ယူလိုက်မယ်နော်ဒီ command without pin နော် without pin command without pin command without pin မှာကျွန်တော်ဒီ pin ကို pin တမှုမထည့်သေးဘူးပေါ့နော်ဒီလိုပဲထားရလဲ okay ဒီမှာ pin တမှုရအဲ့တော့ကျွန်တော်တို့ cmd ပေါ့နော်ထဲမဲ့ command ကိုဘယ်လိုလုပ်မလဲဆိုတော့command without pin ရယ် plus ပေါ့နော် pin ဖြစ်သွားမှာပေါ့နော်အဲ့ scr pin ရယ်ဖြစ်သွားscr pin okay ဒါဆိုရင်ကျွန်တော်တို့နမူနာပေါ့နော် print cmd ထုတ်ကြည့်လိုက် okay တစ်ချက်သွားကြည့်လိုက်မယ်ပေါ့နော်သွားကြည့် okay ဒီမှာ command ကမှန်သွား adb share ဒီမှာ print ဟိုဒါဆိုရင် pin က2996 2999 2998 2999အဲ့လိုမျိုးသွားမယ်ပေါ့နော်မှန်တယ်အမှ2961ဒီလိုပေါ့နော်ဒါဆိုကျွန်တော် pin proof အတွက်ရ
ဒီကောင်ကိုသွားမယ်ဒီကောင်ကိုသွားတစ်ခုဒီနေရာမှာပေါ့နော်ဒါဆို Bluetooth ပုံစံတော့ရပါ EDP share ဒီကောင်သုံးလိုက်မယ်သူရဲ့ recipe ကိုကျွန်တော်ကြည့်မယ်ဒီကောင်ကိုကြည့်မယ်အဲ့လိုမျိုးသွားလိုက်မယ်နော်ဒါဆိုရင် DD ဘယ်လိုပြောမလဲဒါဒီ command လေးတော့မှန်သွားပြီပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဟိုအဖြစ်မှန်ကိုဘယ်လိုရှာမလဲဆိုတော့ရှိသေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ထားပါ recipe ပေါ့နော် output ပဲကြည့်လိုက်ပါ output ပေါ့နော် output equal DD output တွေကိုကျွန်တော်တို့ကrun မယ်ဆိုရင်ပေါ့နော်ဒီ command နေနဲ့ run မယ်ဆိုရင် share command နဲ့ sub browser ဆိုပြီး get output ဆိုတာနဲ့ run လို့ရတယ်အဲ့တော့ဘယ်လိုမျိုးလဲဆိုတော့အခုဒီကောင်ကို run လို့ထွက်လာတဲ့ output တွေကိုဖြစ်တယ်ဒါလေးကိုကျွန်တော်ပြန်ပိတ်လိုက်တော့ command ပိတ်လိုက်မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် print output ထုတ်ကြည့်လိုက် print output ပေါ့နော် okay run ကြည့်လိုက် output တွေကတော့ no result found no result found no result found ဆိုပြီးထွက်လာ okay အဲ့တော့ကျွန်တော်တို့ဒီလိုလုပ်လိုက်မယ်တကယ်မှားရင်ဆို no result found ထွက်လာတာအဲ့တော့ကျွန်တော်တို့ကတစ်ချက်နောက် command ပေးပါပြန် run ကြည့်လိုက်မယ်နော် okay မှားလို့ရှင် no result found ဆိုပြီးထွက်လာဒါလေးကိုကျွန်တော် copy ယူလိုက်မယ်တစ်ချက်ပေါ့နော်ပြီးရင် condition ဆက်လိုက်မယ်လေပေါ့နော် if ထားပါတော့ if ဒီကောင်ကမပါခဲ့လို့ရှင်မှားတယ်ဆိုရင်ဒါထွက်တယ်ဆိုရင်နော်ဒီကောင်ကမပါခဲ့ရင်ဆိုပြီးတော့စစ်ကြည့်လိုက်မယ်ပေါ့နော်ဒီ reset ပေါ့ option output ပေါ့နော် output ထဲမှာဒါဒီ no result found ဆိုတာမတွေ့လို့ရှိရင်ဒါအဖြစ်မှန်ဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ဒီလိုလုပ်လိုက်မယ် print ဒီထဲမှာform ပေါ့နော် uniform secret flat ပေါ့နော် flat cover okay ကျွန်တော်သွားလိုက်မယ်ပြီးရင်အဲ့ result ကိုကျွန်တော်ဆွဲ print ထုတ်ခိုင်းလိုက်မယ်ပေါ့နော် print output ကိုထုတ်ခိုင်းလိုက်ပြီးသွားပြီဆိုရင်ကျွန်တော်ရက်လိုက်မယ်ဆက်တော့ break လိုက်မယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တစ်ချက်လောက်စမ်းကြည့်မယ်ပေါ့နော်ဒီမှာစမ်းရတာပါဖြစ်တယ်ဟော download အောက်မှာဆိုလေကျွန်တော်တို့ download solution of py ကိုဒီ terminal မှာပဲသွား run လိုက်တော့မယ်ပေါ့နော် okay cg download ပေါ့နော် migration python solution of okay run လိုက်မယ်ပေါ့နော်ဒါဆို no result found sorry ဒါရရများနေဒီကောင်ကို print မထုတ်ခိုင်းပိတ်လိုက်ဒီ output ကို print ထုတ်မနေမှန်တဲ့ဟာမှငါ့ကိုပြပါတော့အဲ့လိုမျိုးပဲသွားလိုက်တော့ဒါပိတ်လိုက်တော့မယ် okay ပြန်သွားလိုက်မှန်တဲ့အဖြေပဲပြပါတော့အဲ့ဆိုရင်တော့ run နေလိမ့်မယ် okay run ကြည့်လိုက်ဒါဆိုရင်ဒီ2ဆ run နေပေါ့နော်ကျွန်တော်ခဏဆောင်းလိုက်ရမယ်တကယ်လို့ဒါပင်နံပါတ်အမှန်ကိုတွေ့လို့ရှိရင်အဲ့ပင်ဘာလဲဆိုတာရယ်ပြီးရင် result ကဟို flag ကဘာလဲဖြစ်မှာပေါ့နော် flag ကဘာလဲဆိုတာထုတ်ပြလိုက်မယ်ပေါ့နော်ဟို brute force ကတော့ကြာရယ်ပေါ့နော်ကျွန်တော်ဒီ000999ဆိုရင်အကြာကြီးရန်နာပြီးဆောင်းအောင်ပါပေါ့ဒီမှာတော့ကျွန်တော်2005အနေပြီးတော့3000အထိပဲယူလိုက်တယ်ကျွန်တော်တစ်ခေါက်ဆမ်းပြီးသားဆိုတာလေ okay ဒါဆိုရင်ကျွန်တော်ဒီမှာ secret flag ကိုတွေ့သွားပြီပေါ့နော်ဒါမဲ့ဒီမှာပါလဲဆိုတော့ပင်နံပါတ်ဘယ်လောက်လဲဆိုတာမျိုးတော့မပါလာသေးဘူးပေါ့နော်ပို့ပြီးတော့ပြည့်စုံအောင်ဆိုရင်တော့ကျွန်တော်တို့ပင်နံပါတ်ကိုပါထုတ်လိုက်မယ်ပေါ့နော်ထုတ်လိုက်မယ်ဆိုရင်ဒီမှာတစ်ခါရယ် okay ဒီမှာကျွန်တော်တို့ print ဆိုပြီးတော့ပါဆိုတော့ SCR pin မှာ SCR pin ကိုပါကျွန်တော်ထုတ်ခိုင်းဟိုဘယ်ပင်နံပါတ်အမှန်လဲဆိုတော့ပင်နံပါတ်အမှန်မပါအောင်ပေါ့နော် okay အဲ့တော့ဒီမှာfound secret pin and flag ပေါ့နော် pin က2583ညဒါ secret pin အဲ့တော့ကျွန်တော်ဒီ2583ညယူပြီးတော့ app မှာလည်းတစ်ဆက်သွားစမ်းကြည့်မယ်ပေါ့နော်ဒီ flag လည်းကျွန်တော်ရပြီပေါ့နော်ထည့်ကြည့်လိုက်မယ်ပေါ့နော်2583ည okay စမေဒါဆိုရင်ကျွန်တော်တို့ flag ရပြီပေါ့အဲ့ဆိုရင်ဒီ content provider နဲ့ပတ်သက်တဲ့ဒီ secret note ဆိုရယ်lab လေးကိုဖြည့်လို့ရပါပြီအားလုံးကျေးဇူးတင်ပါတယ်